အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ရောအားလုံးထမင်းစားမင်းစီရဲ့ကြက်ဥငပြားကြီးချက်လေးချက်ပါမယ်ရှင်အဆုံးထိကြည့်ပေးကြပါဦးနော်ထမင်းစားတအားကိုမင်းစီပါရဲ့နော်ပထမဦးစွာတော့ကကြက်သွန်အနေလေးတွေကိုအခုလိုမျိုးလေးစီတက်ပါမယ်စီတက်တဲ့နေရာမှာလေဒီကြက်သွန်လေးတွေကိုအနှဲငယ်နှုံးရုံလောက်အထိပဲအရင်တက်ပါမယ်ကြက်သွန်လေးတွေအခုလိုမျိုးနှွန်းသွားပြီဆိုရင်တော့ကကြက်သွန်အဖြူလေးတွေအခုလိုမျိုးခွင်းလိုက်လေးတွေလှီထားလေးကိုထည့်ပြီးတော့စီတက်ရပါမယ်ရှင်ကြက်သွန်ဖြူလေးတွေကအခုလိုမျိုးခွင်းလိုက်လေးတွေလှီထားမှာပို့ပြီးတော့စားလို့ကောင်းပါရဲ့နော်ပြီးတော့ရင်ပစွန်ကြောင်အနှဲငယ်ကိုလည်းတော့ကထည့်ပါရဲ့ရှင်ပစွန်ကြောင်လေးတွေအောင်တော့ကထောင်းပြီးတော့ထည့်တာဖြစ်ပါရဲ့ရှင်ဒီအချိန်တွေမှာပစွန်ကြောင်လေးတွေကလည်းမှုေးလာပြီးကြက်သွန်လေးတွေအဖြူလေးတွေကလည်းနည်းနည်းလောက်အညိုရောင်ပြောင်းလာပြီးဆိုတာနဲ့တော့ကအယောင်တင်မှုန့်တို့ငရုတ်သီးခွဲချံပတ်တို့ကိုအဆက်စားနိုင်တဲ့လောက်ကိုထည့်လိုက်ရုံပါပဲရှင်ဒီအချိန်မှာမီးကိုရောရှော့ထားပေးရပါမယ်နော်ငရုတ်သီးရထည့်တဲ့အချိန်မှာတူသွားတာဖြစ်မှာဆိုလို့ပါရှင်မီးရှော့ထားပြီးတော့အရသာထည့်ပါမယ်အရသာအနေနဲ့ရောငပြားရည်ထည့်မယ်ပြီးတော့စားလေးနည်းနည်းထည့်မယ်ပြီးရင်အချုံမုံထည့်ပါမယ်ရှင်စားကိုရောရှော့ထည့်ပြီးငပြားရည်ရောဒီနေရာမှာများများလေးသုံးထားရပါရဲ့နော်ဒါမှကျုပ်ဥငပြားရည်ချက်လေးကချက်လို့ရမှာဖြစ်ပါရဲ့ရှင်အခုလိုမျိုးအရသာလေးတွေနှက်ဆက်ပြီးဆိုရင်တော့ကရေလေးနည်းနည်းလောက်ထည့်ပြီးတော့အရင်ဆုံးဒီငပြားကြီးအနံ့ပြောက်တဲ့အထီကိုတော့ကအဖုံးအုပ်ပြီးတော့ချက်ပေးရမှာဖြစ်ပါရဲ့ရှင်ကျုပ်ငပြားကြီးချက်တဲ့နေရာမှာအခုလိုမျိုးလေးချက်မှသာပို့ပြီးတော့စားကောင်းပါရဲ့နော်ကျုပ်လေးဒီပေါ်မှာလည်းတော့ကစားလေးတွေနည်းနည်းဖြူပြီးတော့အစင်သိမ့်ခွဲချမ်းပြီးတော့ထားလိုက်ပါတယ်ရှင်ကဲအခုလိုရေလေးတွေစီပြန်လာပြီဆိုရင်တော့တို့ကခုနကစိတ်ထားတဲ့ကြက်ဥလေးတွေကိုထည့်လိုက်ပါမယ်ရှင်ကျုပ်လေးတွေအပေါ်မှာစားရပါရဲ့အတွက်ကြောင့်တော့ကအခုလိုမျိုးလေးတွေမှောက်ခုံလေးတွေမှောက်ပြီးတော့မှနော်ထည့်မယ်ဆိုရင်အရသာလေးရပို့ပြီးတော့ဝင်ပြီးစားလို့ကောင်းမှာဖြစ်ပါတယ်ဒီကျုပ်နဲ့ငပြားကြီးချက်လေးနဲ့ခဏလောက်အရသာဝင်တဲ့ထိမီးအေးအေးလေးနဲ့တည်ပေးထားပါမယ်ရှင်အရသာလေးဝင်ပြီဆိုမှနော်ကအခုလိုမျိုးရေကိုပေါ့နော်အများကြီးလည်းမထည့်ဘူးနော်3-4စွန်းလောက်ပဲတော့ထည့်ပြီးတော့အဖုံးလေးအုပ်ပြီးတော့တည်ထားလိုက်ရုံပါပဲရှင်အခုလိုမျိုးလေးတွေရလာပါပြီနော်အခုဆိုရင်အနှစ်လေးရလဲငပြားရည်ရတာလေးနဲ့ကြက်ဥလေးတွေကလည်းအရသာဝင်နေပြီဖြစ်တဲ့အတွက်ကြောင့်ကိုက66လေးစားခြင်းနဲ့ဆိုရင်66လေးထိတဲပေါ့နော်တော့ကတော့ဒီအခြေအနေစီးပြတ်တဲ့အခြေအနေလေးမှာပဲတော့ချမှာဖြစ်ပါရဲ့ရှင်ကဲအခုဆိုရင်တအားကိုထမင်းစားလို့မိန်နဲ့ကြက်ဥငပြားရည်ချက်ဟင်းလေးရပါပြီရှင်ဒီအနှစ်ချက်လေးတစ်မျိုးရဲ့နဲ့လေထမင်းလေးကိုနေပြီးကြက်ဥလေးနဲ့စားလိုက်မယ်ဆိုရင်တကယ်ကိုစားလို့ထမင်းမိန်စီရပေါ့နော်အိမ်မှာတို့စရာလေးတွေရှိမယ်ဆိုရင်တို့စရာလေးနဲ့တွက်ဖက်စားပါရှင်တော့ကတော့လေဒီနေ့ငပြားကြီးချက်လေးစားချင်တာဖြစ်တဲ့အတွက်ကြောင့်ဒါအတွက်ဟင်းကိုတတ်တစ်မျိုးချက်ပြီးတော့တို့လူကြီးရေစားဖို့အတွက်အခုလိုမျိုးကျုပ်ငပြားကြီးချက်လေးတော့ချက်ပြတာဖြစ်ပါတယ်ရှင်အဆုံးထိကြည့်ပေးကြတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်